ကဘာတစ်ခုအမှောင်ကျပြီးနောက်ပိုင်းမှာစိမ့်လန်းနေစေဖြစ်တဲ့ဥယုံငယ်တစ်ခုမှာကလေးငယ်နှစ်ဦးတစ်ပင်ပေါ်မှာတစ်တီးကူးစားရန်ပြင်းနေချိန်အောက်ဘက်ကအမဲလိုက်နေတဲ့အတန်ကြားတဲ့ချိန်လှမ်းကြည့်မိတဲ့အခါသူစိမ့်တချို့မြင်းတကောင်ကိုအမဲလိုက်နေခဲ့ပါတယ်ထိုအချိန်ထိုနေရာကိုကလေးငယ်တူစူးစမ်းလိုစိမ့်နဲ့အနားကိုဆင်းသွားချိန်အမဲလိုက်နေသူတချို့ရဲ့ဆိုင်ကယ်စီပိုက်တိုက်ဖြတ်လိုက်ပါတယ်ရှေ့ကိုအာယုံစိုက်ကြည့်နေချိန်ကလေးရဲ့ဂုတ်ကိုဖမ်းဆွဲလိုက်တဲ့အတွက်ကြောင့်ကလေးငယ်အတင်းပါလာတဲ့ဓာတ်နဲ့ပေါင်ကိုထိုးဆိုင်လိုက်ပြီးတောင်ပေါ်ပြန်တက်ပြေးနေချိန်အမဲလိုက်မုတ်ဆိုးတူဟာအတင်းပါလာတဲ့ကြာပုတ်ကိုထုတ်ခါဖမ်းဆွဲလိုက်ပါတယ်ကလေးငယ်လည်းသူ့လည်းပင်မှာဆွဲထားတဲ့အချက်ပေးဝီစီကိုအချက်ပေးတဲ့အခါမိခင်ဖြစ်သူကြားသွားပြီးထိုနေရာကိုရောက်လာတဲ့အခါကလေးငယ်ကိုမူဆိုးများကဖမ်းခေါ်သွားခဲ့ပြီးပေါ်သားသမီးဇောက်ကပ်နေတဲ့မိခင်ဟာအနောက်ကနေအတန်းလိုက်နေခဲ့ပြီးအတင်းပါလာတဲ့စနိုက်ပါကိုထုတ်ခါဆိုင်ကယ်မောင်သူကိုတူးချင်းပစ်ခတ်ရှင်းလင်းနေချိန်ကလေးငယ်တင်ထားတဲ့ဆိုင်ကယ်ဟာရှိကဖြစ်နေတဲ့အတွက်ကြောင့်အနောက်ကနေလိုက်ခဲ့ပြီးထိုချိန်ကလေးငယ်ဟာဆိုင်ကယ်အဝေးကိုမရောက်ရန်စီပိုက်ကိုကိုက်ဖြတ်လိုက်ပါတယ်ထိုအချိန်မိခင်ဖြစ်သူဟာအနောက်ကနေပြီးလိုက်နေခဲ့တာကြောင့်ကလေးကိုထားခဲ့ရန်မူဆိုးတူဟာပြောနေချိန်ထိုကလေးသာသူတို့စခန်းထိခေါ်သွားနိုင်ရန်သူတို့ကိုတနာဘိုက်ကအရေးပေးမယ်လို့ဆိုတဲ့အခါသဘောတူလိုက်ပြီးထိုအချိန်မှာကလေးဟာလည်းကျိုးကိုဖြတ်ခါထွက်ပြေးသွားခဲ့တာကြောင့်အနောက်ကလိုက်ဖမ်းခဲ့ရပြန်ပါတယ်တဲကန်နာရတဲ့တညတခီးနေလာပြီးတဲ့အခါကြံနေခဲ့မှုဆိုးနဲ့ဟာစခန်းမြင်နေရပြီဖြစ်တဲ့အတွက်အပျော်ကြီးပျော်နေတဲ့ချိန်မိခင်ဖြစ်သူဟာဆိုင်ကယ်ဘေးကိုပစ်ခတ်ခဲ့ပါတယ်မှုဆိုးဟာလည်းကြောက်လက်တကြားရှိကိုကြော်တက်တဲ့အချိန်ခေါင်းကိုကြီးစံပစ်သွင်းခံလိုက်ရပါတယ်ကလေးတင်သွားတဲ့မှုဆိုးစခန်းကိုပြန်ရောက်တဲ့အခါဂိတ်ဆောင်လောက်အဆင်ရှိတဲ့သူကကလေးဘဲကခေါ်လာလဲအတင်းမင်းနေခဲ့တဲ့အတွက်ကြောင့်တနာဘိုက်ကိုပြောမယ်လို့ဆိုတဲ့အခါအထက်ကိုဝင်ခိုင်းလိုက်တဲ့အချိန်မထင်မှတ်ပဲကလေးဟာဆိုင်ကယ်ပေါ်ကခုန်ချပြီးမှုဆိုးလေပင်ကိုကြားပုံးနဲ့ပြတ်သွားစေခဲ့ပါတယ်မိခင်ဖြစ်သူဟာတော်တဲ့ကလေးလို့ချီးမွမ်းလိုက်ပါတယ်ထို့အချိန်တနာဘိုက်တယောက်သူရဲ့ဆိုင်ကယ်ကိုကြည့်နေချိန်ကလေးနဲ့အထက်ကိုတူးညံ့လာတာကိုဘသူလဲမေးလိုက်ပါတယ်အရှံပယ်နယ်ကဆိုတဲ့စကားကိုကြားတဲ့အခါတနာဘိုက်တယောက်ကလေးခေါ်လာတဲ့သူပဲလဲမေးတဲ့အခါဒဏ်ရာရထားဆိုတဲ့အကြောင်းအထက်ကိုခေါ်လိုက်တဲ့အချိန်ထိုလူမှာအတော်ထိခိုက်ထားခဲ့ဟန်နေရှိနေအတွက်ကလေးကိုဘဲကခေါ်လာလဲလမ်းပြဆိုတဲ့အခါအထိနာနေတဲ့ထိုလူကိုတွဲလောင်းချလမ်းမြေပုံကိုမျှပြပေးဆိုတဲ့အခါကလေးဟာသူတို့နေရာပြမှာကြောက်တဲ့အတွက်ကြောင့်ထိုသူကိုပြေးကန်ခဲ့လိုက်ပါတယ်တနာဘိုက်တယောက်နားလဲသွားဟန်တူပါတယ်ထိုနေရာကိုငါဘာသာချေရကောက်မယ်မနှက်မမင်းနဲ့မင်းအိမ်ကိုပြန်ကြရအောင်လို့ဆိုကကလေးကိုအကောင်းဆုံးရေတိုက်ပြီးတေချာစောင့်ကြည့်ခိုင်းထားလိုက်ပါတယ်ထိုအချိန်မိခင်ဖြစ်သူဟာမူဆိုးရဲ့ဝစ်စုံကိုဝတ်ခါရန်သူစခန်းသားချင်းကပ်လာခဲ့ပါတယ်တမီးဖြစ်သူကိုကဲခါသူကိုမတက်ဖို့တောင်းပန်နေခဲ့တဲ့အမျိုးသမီးကိုတော့လွတ်ပေးခဲ့လိုက်ပြီးဆိုင်ကယ်နေထွက်ပြေးနေချိန်လွတ်ပေးခဲ့တဲ့အမျိုးသမီးဟာထွက်ပြေးသွားပြစ်ပစ်ဆိုနေချိန်တနက်ကိုဆွဲကပြစ်လိုက်တဲ့အချိန်စီတိုင်ကီကိုထိမှန်ခါမိခင်ဖြစ်သူမိဆွဲသွားခဲ့ပါတယ်အဝတ်တွေကိုချွတ်ခါမိကိုငိမ့်ပြီးအမေစင်ပြေတယ်ဒီနေရာကအမြန်ထွက်မယ်လို့ဆိုကထွက်ခွာခဲ့ပါတယ်သူတို့ရဲ့နောက်ကမှိန်ပြပြအလင်းရောင်နဲ့ဆိုင်ကယ်တန်ကိုကြားတဲ့အခါအမေဖြစ်သူကတမီးကိုဒီနေရာမှာဘာတေဖြစ်နေပါစေနောက်ပြန်မလဲဖို့ဂတိတောင်းခုအရှိဘက်ကျဲတင်မင်းကိုလမ်းပြမယ်လို့ဆိုခါအိမ်ကိုရောက်ပြန်ခိုင်းလိုက်ပါတယ်ထိုအချိန်ထိုနေရာလိုက်လာနေတဲ့လူတစုကိုတော့အမေဖြစ်သူကတယောက်ချင်းတုံတင်ရှင်းလင်းနေချိန်အမေဖြစ်သူတယောက်တည်းအစင်မပြေတာသိတဲ့တမီးဖြစ်သူဟာနောက်ကိုပြန်လှည့်လာချိန်နှစ်ယောက်လုံးဖမ်းခံလိုက်ရပါတယ်ကလေးရဲ့ရှိမှအမေကိုကားစင်တင်ထားပြီးမင်းတို့နေတဲ့နေရာပြောရင်မင်းမေအသက်ရှင်မယ်လို့ပြောတဲ့အခါနာကျင်စွာနဲ့ကြလာတဲ့မျက်ရည်နဲ့ငိုနေခဲ့တဲ့ချိန်ထိုမျက်ရည်ကိုလက်နဲ့တို့ကဝမ်းသာလို့ကြားတဲ့မျက်ရည်ထက်ဝမ်းနဲ့လို့ကြားတဲ့မျက်ရည်ကအရသာရှိတယ်လို့ဆိုကတမီးဖြစ်သူရှိမှလည်းအမေကိုရက်ဆက်စွာတက်ပစ်ခဲ့ပါတယ်